ဟာ Superman ကိုလုံးဝအနိုင်ယူနိုင်လောက်အောင်ဘာကြောင့်အစွမ်းထက်တာလဲ Flora ဟာ General Zod ရဲ့အနေရရှိဆုံးစစ်သားတွေကတယောက်ပါသူမှ Superman လိုပဲယူသွတ်တဲ့ Kryptonian လားလာရှိပါတယ်ဒါပေမဲ့တခုတော့ကွာခြားပါတယ် Clark ကတော့သူ့ရဲ့စွမ်းအားတွေကိုဘယ်လိုသုံးရမလဲဆိုတာစဉ်းစားနေသေးပါ Flora ကတော့တိုက်ခိုက်ရေးကိုကျွမ်းကျင်ပြီးသားပါသူမဟာအားနည်းချက်တွေကိုချက်ချင်းဖတ်နိုင်ပြီးလှုပ်ရှားမှုတွေမဖြစ်ပွားခင်မှာခံမှန်းနိုင်ပြီးဖိအားပေးနိုင်တယ်လို့ Superman ကိုလည်းပြင်းပြင်းထန်ထန်တုံ့ပြန်နိုင်ပါတယ်ကဘာရဲ့အဝါရောင်တွေအောက်မှာကြီးပြင်းလာရင်ခွန်အားတွေတဖြည်းဖြည်းရလာတဲ့ခွာနဲ့မတူပဲ Flora ကိုအစကတည်းကစစ်ပွဲအတွက်တိစောက်ခဲ့တာပါသူမကိုမျိုးရိုးဗီဇအရာထိတ်တန်း Kryptonian စစ်တီတော်တယောက်ဖြစ်အောင်ဖန်တီးထားပြီးအာကာသထဲမှာနှစ်ပေါင်းများစွာအတွေ့အကြုံတွေရှိပါတယ်သူမရဲ့တိုက်ခိုက်ရေးစွမ်းရည်ဗီဇနဲ့အဖွဲလိုက်လှုပ်ဆောင်မှုတွေဟာအထွတ်ထိပ်ကိုရောက်ရှိနေပါပြီဒါကိုပိုယူသွစေတာက Flora ဟာကမ္ဘာလေထုနဲ့နေအောင်ကြီးကိုပိတ်ဆို့ဖို့ဒီဇိုင်းထုတ်ထားတဲ့ Kryptonian တန်ကြပ်ကာကိုဝတ်ဆင်ထားစေပါဒါကြောင့်သူမဟာနေအောင်ကြီးရဲ့စွမ်းအားကိုအပြည့်အဝမရသေးတာပါအဲ့ဒီအပေါ်စွမ်းအားမရှိရင်တောင်မှလေ့ကျင့်မှုနဲ့နည်းပညာတစ်ခုတည်းကိုအသုံးပြုပြီး Superman နဲ့ခြေဖျားချင်းထိအောင်ရှင်ပြိုင်နိုင်ပါတယ်နောက်ပိုင်းမှာသူမရဲ့အုတ်ထုတ်ကျိုးသွားပြီးနောက်ကဘာမြေရဲ့လေထုနဲ့အာယုံခံစားမှုအလွန်ကျွံလွှမ်းမိုးမှုကသူမကိုတပြိုင်နက်တည်းထိခိုက်ခဲ့ပါတယ်အတန်နဲ့အလင်းရောင်တွေရဲ့လွှမ်းမိုးမှုကသူမကိုချက်ချင်းလွှမ်းမိုးသွားပါတယ်ဆော့တောင်မှအဲ့ဒီမြင်မာတဲ့အာယုံခံစားမှုတွေကိုပထမဆုံးကြုံတွေ့ချိန်မှာဆိုးရွားစွာရုန်းကန်ခဲ့ရပါတယ်ပြီးတော့ Flora လည်းဒုံးကျည်နဲ့ထိမှန်ခဲ့ပါတယ်ပြီးတော့အမှန်တိုင်းပြောရရင်အဲ့ဒါကကြောက်စရာကောင်းတဲ့အပိုင်းပါ Flora ဟာအခုထိ Superman မုတ်ကိုအပြည့်အဝမဖွင့်ရသေးပါဘူးသူမဟာ Zod နောက်ဆုံးလုပ်ခဲ့တယ်လို့ပဲကဘာမြေကိုလိုက်ရောညီထွေဖြစ်အောင်လုပ်နိုင်ခဲ့ပြီးအဝါရောင်ရဲ့စွမ်းအားကိုအပြည့်အဝစုပ်ယူနိုင်ခဲ့မယ်ဆိုရင်အဲ့ဒီအချိန်မှာ Superman ဟာသူမကိုအနိုင်ယူနိုင်မှာမဟုတ်ပါဘူး